crystal ပါ crystal ခုပေါ့နော် crystal လက်ထဲမှာကင်ထားတဲ့ဒီ lotion လေးတွေကဆိုရှင် crystal လက်တစ်လုံးမှာအတုံးပြုဖြစ်နေတယ်ဒီရေမွေးအနံ့လေးပေါ့နော် scan လေးတွေပါတယ် lotion လေးပဲဖြစ်ပါတယ်ဒီ lotion လေးအကြောင်း crystal အနောက်မှာတစ်ခုချင်းရှင်းပြတော့ပြမယ်နော်လိုက်ကြည့်ကြမယ်နော်ဒါလေးက Elizabeth Arden ရဲ့ white tea လေးပေါ့နော်ကဲဒါလေးကိုလိမ့်ကြည့်မယ်သူကအထက်မှာဒီလိုလေးလာတယ်ဒီလိုလေးပေါ့နော်ဒါဆို crystal တုံးလာတာဒါတုံးဘူးမြောက်ပေါ့နော်တုံးဘူးမြောက်ရဲ့နောက်ဆုံးတော့ဝက်ဖက်ကျန်တော့တယ်သူရဲ့ texture လေးကိုစမ်းကြည့်မယ်နော်တော့ cream type ပေါ့နော် body cream အမျိုးအစားပေါ့နော် body lotion တော့မဟုတ်ဘူးတော့ body cream ပေါ့နော်သူ့ဘာလို့ကြိုက်လဲဆိုရင်သူကအရင် moisturize ဖြစ်တယ်ပေါ့နော်အရင်ရေဓာတ်ဖြည့်ပြီးသူကလိမ့်ထားပြီးရင်ရေဓာတ်အရင်ပြေဝစေတော့သူကဘယ်လိုပြောမလဲအသားညီတာလို့နေလောင်ထားတဲ့အသားရည်လို့ဆိုရှင်သူလိမ့်ပြီးရင်တိတိတတာပြီးမှတိတိတတာကြည်လင်သွားပြီးမှပေါ့နော်အသားရည်ညီပြီးတော့လေဘယ်လိုပြောမလဲဟိုရေဓာတ်ဖြည့်နေတဲ့အသားရည်လေးဆိုအသားရည်ဆူဆူကြည်ကြည်လေးပေါ့နော်သူကအသားတော့ဟိုလိုမျိုးမဖြူစေဘူးသူကအဒီကဆူဆူကြည်ကြည်လေးဖြစ်စေရပေါ့နော် crystal တော့ဆိုတော့ဆူဆူကြည်ကြည်လေးဖြစ်စေရပေါ့ဒီလိုလေးပေါ့နော်ဝင်ဝင်လေးနဲ့ဆူဆူကြည်ကြည်လေးဖြစ်စေတယ်နောက်တစ်ခုကသူ့ရဲ့ skin ပေါ့နော်အနံ့လေးပေါ့နော်အနံ့ကလေဘယ်လိုပြောမလဲဆိုအရင်ဟို luxury ရန်ဖြစ်တယ်ပေါ့နော် luxury ရန်ဖြစ်တယ်ဆိုတော့သူ့ကိုလိမ့်ထားလို့ရှိရင်လေအနံ့လေးကတင်းတင်းလေးနဲ့လေဘယ်လိုပြောမလဲမွေးနေပေါ့ကိုလေးအဲ့လိုရေချိုးပြီးတဲ့ခါကျရင်အရင် fresh ဖြစ်သွားသလိုမျိုးအရင် clean ဖြစ်သွားသလိုမျိုးပေါ့နော်အဲ့လိုအနံ့လေးရတယ်ပေါ့နော်အဲ့လိုအနံ့လေးရတယ်အဲ့ဒါအရင်ကြိုက်တယ်နောက်တစ်ခုကအင်ဂျီမှာအနံ့ဆွဲနေအင်ဂျီ short ကန်လေးဆိုလဲကိုအဲ့အနံ့လေးကရနေပေါ့နော်သူရေမွေးအနံ့လေးကတကယ်ကိုဟိုပြောမစို့အနံ့အကြာခံတယ်ပေါ့ကြခံတယ်ပေါ့နော်သူအင်ဂျီအနံ့လေးကလည်းတင်းတင်းလေးနဲ့ကြံလာရတယ်အဲ့လိုမျိုးပေါ့အနံ့ကြိုက်တတ်တဲ့လူတွေဆိုရှင်အဆင်ပြေပေါ့ချိုးကြောကလည်းအနံ့မကြိုက်ဘူးပေါ့နော်အနံ့နေအမွေးနံ့နေခံလို့မရတဲ့လူအတွက်ဆိုတော့အဆင်မပြေဘူးနောက်တစ်ခုကသူက dry skin တွေမှာတွေအတွက်အရင်အဆင်ပြေတယ်အသားရည်ကိုကြည်ပြီးစို့စေရပေါ့နော်ဒီလိုမျိုးအသားရည်ခြောက်တဲ့နေရာတွေတောင်စစ်တွေအဲ့လိုဒူးခေါင်းနေလိမ့်ပြီးဒူးလေးပြန်လို့ကြည်လာရပေါ့နော်ဒါလေးကပပန် cream ရဲ့ lotion လေးရဲ့ပေါ့နော် lotion လေးကကြောက်လေဟိုအရန်ကြီးဆွဲပြီးမလိမ့်ချင်နေမနေ့ပိုင်းပေါ့နော်မနေ့ပိုင်းဆိုရင်နေပူတယ်ဆိုလို့ရှင်เนาะ lotion လေးကိုလိမ့်ဖြစ်တယ်သူကကျတော့သူ့ရဲ့အနံ့လေးကလေဘယ်လိုပြပြအောင်လဲပေါ့နော် lotion လေးကလည်းကြီးပဲပါကြီးပဲညစ်လိုက်မယ်နော်ဒါသူ့ရဲ့ cream သူ့ရဲ့ lotion လေးကြောက်လေသူကဒီလိုမျိုးပပလေးဆိုလိမ့်ရမြန်တယ်တွေ့လားခဏ cream လေးထက်တော့ဆွဲရမြန်တယ်နော်သူ lotion လေးမွေးတဲ့အနံ့ကလည်းလေဘယ်လိုပြောမလဲ luxury scent နဲ့เนาะဒါကလည်း luxury scent လေးပဲဒါပေမဲ့သူကကျတော့ဘလို့အနံ့မျိုးလဲဆိုတော့ခဏ Elizabeth Arden ကကျတော့သူကကျတော့ fresh ဖြစ်ပြီးမှ clean ဖြစ်တဲ့အနံ့လေးဒါကကျတော့လေသူကဘာအနံ့လဲဆိုမွေးပြီးမှလေနေချိုးနေရဲ့အနံ့လေးတိလားအဲ့လိုချိုးနေရဲ့အနံ့မကြိုက်ရင်တော့မကောင်းဘူးเนาะကိုကတော့မွေးပြီးမှလေဘလို့လေးလည်းမသိဟိုကုကီအနံ့လေးလိုမျိုးလားဘလို့အဲ့လိုချိုးနေတာပေါ့နော်အဲ့လိုအနံ့လေးပေါ့နော်မက်ကာရွန်ကုကီလေးလေအဲ့လိုမျိုးလေးအဲ့လိုအနံ့လေးတွေလိုမျိုးလေးသူကလေအရန်ချိုးပြီးမှလေသူကလည်းခဏက Elizabeth Arden လိုပဲသူကအမွေးနှမ်းကကြာရှည်ခံတယ်နောက်တစ်ခုကကြောအင်ဂျီမှာဆိုဆွဲထားတယ်တော်တော်လေးကြိုက်တယ်လို့ရှင်လေးပေါ့နော်မပြောပြတတ်ဘူးတိုင်းပဲအရန်ကြိုက်တယ်နောက်တစ်ခုကသူ့ရဲ့ဒီ cream လေးပေါ့နော် cream လေးသူ့ရဲ့ကောင်းတဲ့အချက်ကြတော့ဗာလဲဆိုသူကလည်းခဏလိုပဲ moisturize ဖြစ်တယ်ဒါပေမဲ့ moisturize ကတော့ဒီ cream ကပိုဖြစ်တယ်ဒီ lotion ကတော့Elizabeth Arden လောက် moisturize ဖြစ်ဘူးပေါ့နော်သူက normal skin နေလည်းတုံးလို့ရတယ်နောက်တစ်ခုကသူကလေဟိုသူကိုသူများကြီးမျိုးနဲ့ထဲမှာပေါ့နော်သူက caffeine တက်ပါတယ်ဆိုတော့သူကအသားအရည်တင်းရင်းစေပေါ့နော်အသားအရည်ကိုဒီလိုကြစ်လက်တင်းရင်းစေလို့ပြောထားတာပေါ့နော် cream လေးဒါလေးဆိုရှင်3-4ဘူးလောက်ရှိပေါ့နော်တုံးနေရပေါ့နော်ဒါ cream ကတော့ခဏလိုပဲနည်းနည်းလေးတုံးရတာဆွဲရတယ်ပေါ့နော်သူကလေဒီသူ့ရဲ့ cream လေးတွေကလေ Elizabeth Arden လောက်တောင်မှဆွဲစရာမလိုဘူးဒါသူကဆွဲစရာမလိုပေါ့နော်ပြင်သူကအဲ့လိုဒီလိုမျိုးလေးဒါပန်လေးပေါ့နော် body general ကပဲသူကအပန်းရောင်လေးဒါအနေရောင်လေးပေါ့နော်သူ့မလိမ့်ပြတော့เนาะသူ့ရဲ့ဒီ texture လေးတွေကအတူတူပဲခဏလိုမျိုးပဲလိမ့်လို့လည်းအရင်အဆင်ပြေတယ်ကက်စီမဖြစ်ဘူးတနေ့ကုန်ခံတာเนาะအမွေးနှမ်းကလေတကယ်တနေ့ကုန်ခံတာကိုကလိမ့်မနာမှလေသူများလေဘာလိမ့်လာလဲမွေးနေရပဲအဲ့လိုမျိုးပေါ့နော်မွေးနေရပဲရေမွေးနှံလည်းမဟုတ်ဘူးเนาะသူကလေမွေးမအင်ဂျင်မှာလည်းဆွဲနေရပေါ့เนาะအဲ့လိုမျိုးလေးပေါ့เนาะအဲ့လိုအနံ့လေးတွေပေးတယ်သူကကျတော့သူ့မှာဗီတာမင် C တွေပါတယ်တဲ့ဒီမှာရေးထားတော့ AHA ပါတယ်ပေါ့เนาะဒါကတော့ကို
ဒါအေးရှိပါတော့နေ့တိုင်းတော့မတုံးဖြစ်ဘူးနေ့တိုင်းတော့မတုံးဖြစ်ဘူးဒါကတော့ retinol effect ပါလို့ပြောတယ် retinol တော့ပါမဟုတ်ဘူးเนาะ retinol လောက်တော့မပြင်ဘူးသူကဒါအပန်းရောင်လေးကသူကခဏကိုတင်းရင်ပြီးမှပေါ့နော်အသားရည်ကိုမတွဲကြအောင်ပေါ့နော် farming ဖြစ်စေလို့ပြောထားတယ်သူအနက်လေးကဘလို့လေးလည်းမသိဘူးအရန်ကိုမွေးတယ်ဒါလေးလည်းအပန်းလေးလည်းအရင်ကြိုက်တယ်အပန်းကြော်လေးသူများတော့ပြောတယ်ဟိုမျိုးကလည်းဒီဘလို့ခေါ်လဲမသိဘူးเนาะအကျော်ပြတ်တဲ့နေရာလေးလိမ့်နေကောင်းတယ်လို့တော့ပြောကြရပေါ့နော် crystal ကတော့ crystal လည်းလိမ့်ဖြစ်တယ်ဒါပေမဲ့အရှင်းကြီးတော့ပြောင်းမယ်လို့တော့မထင်ဘူးဒါပေမဲ့လည်းအနက်ကြိုက်တော့ပဲလိမ့်ဖြစ်တယ်ပေါ့နော်အရင်ကြိုက်တယ်တော်ကောင်းတယ် crystal ကလေ lotion အရင်လိမ့်နေပါဆို aircon လေးခံတဲ့ခါမှာသူအသားရည်တွေကညဆို6တယ်အရင်6တယ်ပေါ့နော်အရင်6တဲ့ခါကျတော့ lotion ကိုမညလိမ့်ပြီးအိပ်ရကြိုက်တယ်ပေါ့နော်အဲ့ခါကျတော့ခိုင်ကျရင်ခဏက Elizabeth Arden တို့ခဏကပန်ပန် cream တို့ကျတော့သူကဈေးနည်းနည်းများတယ်များတဲ့ခါကျတော့အမျိုးခိုင်ဆိုရှင်သူညက်သုံးတယ်ပေါ့နော်ဒါဈေးတက်တာပြီးမှတကယ်ကိုကောင်းတယ်ဒါတကယ်ကောင်းတယ်ပေါ့နော်ဈေးတက်တာလေးနဲ့ဒီ lotion နဲ့မွေးလေးစမ်းကြည့်ချင်တယ်ဆိုဒီ Johnson ကိုစမ်းကြည့်ပေါ့နော်သူရဲ့ texture ကျတော့ဘယ်လိုပြောမလဲဆိုတော့သူကလုံးဝကက်စီမဖြစ်ဘူးတကယ်သူ texture လေးဒီလိုဒါညစ်လိုက်တာပေါ့နော်ညစ်လိုက်တာသူကလေသူ့အနံ့ကစကြဒီလိုထွက်ချင်းမှာဒီလက်ပတန်နဲ့ချက်ချင်းကြီးအဲ့လိုမျိုးပေါ့နော်မလင်းရတဲ့ကမှာအများကြီးတကောင်ပြင်းလိုက်တာပေါ့အဲ့လိုထင်တယ်ပေါ့နော်မပြင်းဘူးနော်သူကလေဒီအနက်ပြင်းနေဆိုမျိုးပေါ့စူးတယ်ပေါ့စူးတယ်လို့ထင်ရတယ်ဒါပေမဲ့လေသူကခဏကိုလိမ့်လိုက်တာနဲ့ဆိုရှင်သူကလေအနက်လေးတင်းလေးပေါ့နော်တင်းလေးသူက lotion ဆိုတော့ moisturize ကတော့ moisturize လည်းဖြစ်တယ်ဒါပေမဲ့ခဏက cream လေးလောက်တော့ moisturize ဖြစ်ပေါ့နော် cream တွေကပို့လို့ moisturize ဖြစ်တယ်အဆိုဓာတ်ပို့ပေးတယ်ပေါ့နော်ညပိုင်းကျရင် cream လေးတွေလည်းအိတ်တာပို့ကောင်းတယ်အကယ်၍ညပိုင်းကိုပေါ့နော်အေးတဲ့ရာသီဥတုမျိုးဒါမှမဟုတ်လေaircon ခန်းထဲမှာအိတ်တဲ့လူမျိုးဆိုလို့ရှိရင်ဒီ cream လေးလို့ရှိရင်ရေဓာတ်ဆုံးရှုံးမှုနည်းစေပေါ့နော် lotion ကတော့မနက်ပိုင်းမှာအနက်နေကြရဲဆိုဒါလေးနဲ့ဥမာ sun cream လေးနဲ့ရောပြီးလိမ့်တာလို့လုပ်လို့ရတယ်ပေါ့နော်ဒါလေးတွေကလည်းအရင်ကြိုက်ပါတယ်သူ့အမွေနှမ်းကလည်းဟိုလောက်ထိပေါ့နော်ခဏ Elizabeth Arden တို့ဒီ Saudi General တို့လောက်ပေါ့နော်ဟိုမဆွဲဘူးဆိုပေမဲ့သူကလည်းအနက်အရင်ကြီးပြင်းကြီးမကြံနေဘူးပေါ့နော်ဒါပေမဲ့သူတင်းလေးနဲ့တမျိုးလေးပေါ့နော်ကောင်းတယ်တကယ်ကိုကောင်းတယ်သုံးကြည့်နော်ဒါလေးက fish အနက်လေးပေါ့နော် fish အနက်လေးကြောက်လေသူကလေးလေးတွေအဲ့လိုချိုချင်းအနက်လေးပေါ့နော် main ကလေးအနက်လေးအဲ့လိုချိုချင်းအနက်လေးချိုချင်းအနက်လေးပေါ့နော်အဲ့လိုလေးတော်လေးကြိုက်တယ်ဒီ lotion လေးလေအကောင်ကြိုက်တယ်လားအမားတော့ဒီအနက်လေးလည်းအရင်ကြိုက်တယ်မွေးနေရပဲဒီအနက်လေးရပါလေဟိုမျိုးပန်းနက်လေးမလေးမွေးနေရပဲခဏ baby ပြန်ဝင်လာလေးပါလိမ့်ထားမှာဆိုမှအပ်လိမ့်ထားတာနော်ပြီးရင်ဒီအပန်းလေးကလည်းမွေးနေရပဲဟုတ်လားခဏလေးပြီးကြဒါ baby ကလိမ့်လို့မရဘူးဒါလူကြီးလိမ့်တဲ့ဟာနော် baby မွေးလာပဲလာနေကြည့်နော်မလိမ့်ကြည့်အောင်နော်တမီးနော် okay တမီးကြည့်ရင်လိမ့်လို့ရပြီလေနော်တမီးအရေးကပြက်စီမှာဆိုလို့မကြောက်လို့နော်အနက်နေကမကယ်ရီပါနော်အဲ့တော့ကလေးကလိမ့်လို့မရအောင်နော် okay ကဲ stop ပြီးပြီနော် bye bye နော်လား bye 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 ချစ်စရာကောင်းလို့ဆော့ရဟုတ်လားဘုကွန်လေးချစ်စရာကောင်းလို့ဆော့ဟုတ်လားဟုတ်လားကြည့်အောင်ဟုတ်လားပန်းအနက်မဟုတ်ဘူးနည်းနည်းရှိတယ် နည်းနည်းရှိတယ်အမလေးအနက်ခံကောင်းတဲ့ကလေးလေး bye bye လောက်လား bye bye ဟာရှိတ် bye bye ချစ်တယ်ဟုတ်လား